အားလုံးပဲမင်္ဂလာပါခင်ဗျာဒီတင်ဆက်ပေးချင်တဲ့ဇလန်းလေးကတော့ဒီ6တီးဆိုတဲ့ဇာကားလေးပဲဖြစ်ပါတယ်ဇလန်းစာဒီကားလည်းလွတ်လပ်ရေးမရသေးတော့ကြော်ခံမင်းဦးဆောင်တဲ့တော်လိုင်းရေးအဖွဲ့ကအတကုံလှမ်းကြတာအင်္ဂလိပ်တွေကလည်းမကြောက်ဘူးဝါပင်လေးတွေကွဲပစ်တာဟိုမှာတော်တော်နဲ့မထီဘူးဒါနဲ့ကြော်ခံမင်းလည်းကြာလို့တနတ်ချပြီးချင်းလေတူးတွေပေးမှာအင်္ဂလိပ်တွေတော်တော်ကျသွားတယ်သူတပည့်တပ်ဘူးတို့ကလည်းမောင်းပါတဲ့တနတ်တွေနဲ့ဖိုက်တာလုပ်ပြီးတီးထုတ်ပေးလိုက်တော့အင်္ဂလိပ်တွေအသုံးဆုတ်ချသွားတာကြော်ခံမင်းတို့လည်းတားနဲ့အောင်ပွဲခံလိုက်တယ်အဲ့ဒါသူတို့အောင်ပွဲခံပြီးမချဘူးတီတီကလည်းသူ့အင်္ဂလိပ်တွေလိုက်လို့ဆိုပြီးအသုံးပြေးချလာတာကြော်ခံမင်းတို့နဲ့တွေ့တော့ကံကောင်းတဲ့တို့ပြင်းစရာမလိုတော့ဘူးလို့ဖြစ်ပြီးမလာကချန်နယ်ကသူတို့စခန်းခေါ်ချလိုက်တယ်အမကြော်ခံမင်းညမရှောက်တီရောသူတငယ်ချင်းထောပတ်တီးပါရှိတော့တီးပေါင်းဆုံးသွားရောဟိုမှာဒါလည်းတီးတီးကမရဘူးထမင်းကိုမြင့်ကြော်နဲ့စားပြီးအသုံးငိုနေတော့ကြော်ခံမင်းလည်းဟင်းမကောင်းလို့များလားဆိုပြီးဂီယူဒဆိုင်နဲ့ပြီးတော့ဟင်းမကောင်းလို့မဟုတ်ဘူးသူကိုရော့စတီဝတ်ကိုတတိယလို့ဆိုပြီးသူတို့အကြောင်းကိုပြောပြတော့သူတို့မောင်နှမနှစ်ယောက်ကတိတ်ချစ်ကြတာသူကိုကလည်းပေါ်တော်နဲ့သူကလည်းရောဘဆိုကြီးပခုံးမော့တင်ပြီးမောင်နှမနှစ်ယောက်ကဘာမှကိုမသိဘူးဘာမှမသိတဲ့ကြားတဲ့တကြီးသားလူနိုင်ကပါသူငါ6ဘုတ်ကိုရန်ရှာနေလို့ဒါနဲ့ခုံပဲတုံးလိုက်ရမယ်လို့ရသေးတယ်ကိုမညမကားတိုင်းဒီငါ6ဘုတ်ပဲစိုက်တဲထားတာငါ6ဘုတ်တော်တော်ကြိုက်တဲ့ဘာမစ်တွေအဲ့ဒါလူနိုင်နေလားဆိုတော့ဒီချစ်ကတမျိုးဒီချစ်ကလည်းရန်ရှာပြန်တာပဲဟိုမှာတီကလည်းရန်ရှာနေတာလည်းမပြောနဲ့လုံးခံနေတာကိုနှစ်ဖူးပြောတာပါအလိုနဲ့ငါ6ဘုတ်ကိစ္စဒီချစ်ရောလူနိုင်ရောနဲ့ပြဿနာတက်သွားတော့ငနေတွေကလည်းတင်းကျပ်နဲ့တတိုင်းတွေနောက်ထပြီးကွန်ကရစ်လမ်းပေါ်တင်တီးချင်းနဲ့အင်္ဂါ6ဘုတ်ကိစ္စတာရမလိုက်တယ်ဟိုမှာလူနိုင်တို့ရွာတော်တော်ချမ်းသာတာအင်္ဂလိပ်ခေတ်တွေကရေမီးဆုံနေအဲ့ဒါသူတို့ရေမီးဆုံနေတော့တိုက်ဆိုင်တိုင်းတီနဲ့နားမတွေ့တော့ထပ်လုံးမယ်လို့ဒါကံမကောင်းကျင်တော့ရော့စတီဝတ်နဲ့တွေ့ပြီးအထိုးပဲခံလိုက်ရတယ်အဲ့ဒါရော့စတီဝတ်လည်းလူနိုင်ကိုထိုးတဲ့အကျိုးအားကြောင့်သူလေတွေအသိမ်းခံလိုက်ရတာဟိုမှာတစိမ့်ခွာထားတဲ့ပေါတူလက်လက်ဆက်ဆက်လေးတော့မသုံးလိုက်ရဘူးအဲ့တော့ရော့စတီဝတ်လည်းမြေကြီးမပေါက်ရရင်လူပဲပေါက်ရဆိုပြီးတကြီးတို့အလားဖြေတာတကြီးကလည်းအုပ်စုတောင်တော့အတကုံတွေတီးကြရင်တကြီးလည်းဓာထိုးခါပြီးသေးရော့စတီဝတ်ကလည်းပလိတ်တချိုးပြလို့သေးပြီးတီကတော့အတကုံပြေးလာလို့လွတ်လာတာဆိုပြီးသူတို့ဘွားအကြောင်းပြောပြလိုက်တော့ကြော်ခံမင်းတီတော့မခံမရနိုင်ဖြစ်သွားပြီးတချို့တို့အလားထီတာငနေတွေကအရင်စောင့်ပြီးတီတော့ကြော်ခံမင်းကတပ်ပုအစားဝင်ခါလိုက်တာဒဏ်ရာရပြီးဒီတစ်ခေါက်ကတော့သူတို့ပဲအသုံးဆုပ်လာလိုက်တယ်ဟိုပါသူတို့ပြန်ကိုတို့ပြန်ဆုပ်နေရတယ်ပဲကြော်ခံမင်းလည်းအိပ်ရတယ်လဲသွားရောအဲ့ဒါတနက်ကလမ်းမောင်းထီတာကိုငနေကမျက်နှာတွေပါအညိုပဲဆွဲနေတော့တီကပဲသူ့ကိုဂီယူဆိုင်ရင်ငနေကလည်းသူ့အကြောင်းပြောပြတာသူမိဘတွေကလည်းလူဆိုးသက်လို့တည်တာဖြစ်ပြီးရှောက်တီအဖေကသူ့ကိုမွေးစားခဲ့လို့ဒီသက်ဒီရွယ်ရောက်လာတာဆိုပြီးပြောပြလိုက်တော့ရှောက်တီနဲ့သူနဲ့ကမောင်နှမအရင်မဟုတ်ဘူးအလုံးနဲ့တော်လိုင်းရေးကိစ္စပြောက်ပြီး6ဘုတ်ကိစ္စတွေပါလာပြီးကြော်ခံမင်းကတီကိုဆွဲကြိုးလက်ဆောင်ပေးတာရှောက်တီကအနာလွေဖြစ်ရကပြဿနာတွေတက်ပြီးရှောက်တီကလည်းရှောက်တီဆိုတဲ့အတိုင်းလုံးခံနေပြန်တာပဲခေါင်းစွပ်ပြောတာပါဟိုမှာဒီကတော်တော်လုံးနဲ့ကအလိုလုံးနေကရှောက်တီကတေပင်တွေဓာတ်နဲ့ခုံကြော်ခံမင်းကလည်းသူ့ညမလေးကိုချော်ရင်ရှောက်တီကသူ့ကိုညမလေးလို့ချစ်တာမဟုတ်ဘူး28ကအားမရလို့1500နဲ့ချစ်တာဆိုတော့ကြော်ခံမင်းလည်းအိုးကမပူဆလောင်းမိုးကထချမ်းထခွေတော့ဟုတ်သေးဘူးတရုတ်ဆေးဘူးတွေဖြစ်ကုန်ရောအဲ့တော့တော်လဲလှန်ကျမလဲလှန်လို့မရပဲငချောဘုတ်ကိစ္စအရင်အရှင်းနေရတယ်ထွက်သွားတဲ့ရှောက်တီကိုတီနဲ့ထောပတ်တီကလိုက်ခေါ်သူကလည်းကြော်ခံမင်းလာခေါ်မှပြန်လိုက်မယ်ဆိုတော့လိုက်လို့ပြေးတာလားပြေးလို့လိုက်လာတာလည်းဖြစ်ပြီးရက်ကိုငပြောသည်နဲ့မြည်တယ်လူနိုင်တို့ကဖမ်းချသွားရောဖမ်းသွားတော့မှကြော်ခံမင်းကနေငင်းကြောင်တော့အတကုံလေးပုံပြီးလာခဲ့သူညမကလည်းလူနိုင်တော်ကီတွေမိနေတော့ပြန်မလိုက်ဘူးလို့ဒါငနေလဲအချိန်မရတော့မေရောကျွေးပြီးထမ်းထွက်မယ်လို့ဒါအုတ်ထုကစောင်းနေရသေးတယ်ဟိုပါအဲ့တော့ဟိုကောင်တွေရောက်လာပြီးသူညမကိုထမ်းချနောက်ဆုံးလေးလာတော့အောက်ခဏချလိုက်တာပလိတ်တွေပါရောက်လာတော့ငနေလဲကိုလိုယုံလာတယ်လုံးနဲ့မချပါဘူးရှောက်တီးတယ်တကြိုးထီးတာခံလိုက်ရပြီးချင်းပြုံးလုံးတွေဖြစ်ကုန်ရောအဲ့ဒါတကြိုးပြီးတော့တီချေပြီးတော့ပလိတ်တွေပါလာပြီးတောက်လျှောက်တွေစွတ်တီးမယ်လို့တော့တပ်ပူတို့လည်းဝင်ခဲ့တာသနတ်တွေပါရပြီးမှဓာတ်နဲ့လာတဲ့လူနိုင်တို့ကိုကြောက်ပြီးပြီတော့ကိုမတယောက်သေးတာပဲအဖတ်တင်နေအဲ့ဒါအစင်သိကျင်တော့ကြော်ခံမင်းတို့နဲ့နားမတိုးပြီးအကျိုးကြောင့်ပြောပြကြော်ခံမင်းကလည်းစိတ်တွေနာပြီးထဲတွေရှင်တာသနတ်တွေချလိုက်လူချင်းပြစ်လိုက်နေထောပတ်တီကလည်းအားကိုးရတယ်မောင်းပါတဲ့သနတ်နဲ့ပြစ်တာမိအပွင့်ချမ်းအလိုကနေနောက်ဆုံးလူနိုင်နဲ့တီကလည်းစစ်တိုက်နေတာကိုလင်းနောက်လိုက်တယ်များထင်နေလားမသိဘူးရှောက်တီကိုညမလေးလာလို့တော့တချို့ကစော်
ထုတ်လိုက်တာရှောက်တီးတယ်သူကအထုံတီးခါတာတော့သူ့အကိုအတွက်စတေးပေးလိုက်တာတီးတီးလွတ်သွားပြီးသူ့အထိသွားရောအဲ့တော့ကြောခမ်းမင်းလဲအသုံးတင်းပြီးဒါကိုနောက်ကကန်ထုတ်လိုက်တာတချို့ကိုရှေ့ကလာဆိုင်ပြီးတချို့လဲတင်နေနောက်ဆုံးတီးလေးတီးပဲကြိုင်ရင်ပြီးဆုံးသွားပြီးပေးချင်တဲ့မဆေ့ကတော့ဦးကမပူရင်လဲဆလောင်းမိုးကကွဲတယ်ဆိုတာပါပဲဦးပါအားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ